ဖြစ်နေတယ်လို့ဆိုရကိုလေအကုသိုလ်ဖြစ်မှမသိလို့ရှိလို့အပြစ်မရှိတော့ဘူးလို့တခါကျွဲတို့ကမယူနဲ့နော်အစိတ်ကိုမှားတော့များတော့လေသေတာပဲအစိတ်ကိုမှားတော့လိုက်သေတာပါဒီလားအကုသိုလ်ဖြစ်မှကျေးဇူးတော်ရှင်ဧကမဟာပဏိတမိုးကုတ်ဆရာတော်ဘုရားကြီးအမရပူရာမြို့မင်္ဂလာရိပ်သာဓမ္မယုံကြည်ပေါ်တွင်6ရက်10လ62ခုနှစ်၌ဟောကြားဆုံးမတော်မူအပ်သောအိမ်တွင်ပရိစ္ဆသမုပ္ပါပြတ်စင်တရားတော်မသိဘူးလို့ဆိုညာတော့လေအပေရောက်တာဒါကြောင့်ဘုန်းကြီးဓမ္မတွေမသိတာပေါ်ပြောပြီးဒီကရဘုရားကနေတာကိုပင်လဲမသိတော့ဒုက္ခများများမှာအစိတ်တွေသောက်နေတာသိမှမသိရှာဘူးဆိုပြီးတခဲ့တော့မသိလည်းနဲ့ဖြစ်နေအိမ်တွင်ပရိစ္ဆသမုပ္ပါကြီးဟာတို့ဖြင့်ဘာမှကိစ္စမရှိဘူးလို့ဆိုရများတော့လေသိသိချမ်းမဲ့နိုင်အပယ်လေးပါသွားရတယ်အဲ့တော့မသိတာမသိကြတော့နေလို့တော်ပါမလားလို့ဘုန်းကြီးတို့ဓမ္မတွေမဲလို့ရှိရင်မတော်ဘူးကုန်ဖြေရမှာမသိလို့စိတ်တော့ဘာဖြစ်တယ်သိပါမသိလို့အကုသိုလ်လုပ်တော့ဘယ်ပြတ်လို့ပါပြတ်ပါကြဲမလွတ်ဘူးမလွတ်ပါဘူးဘုရားနဲ့ဥဒ္ဓမောင်ကိုလွတ်ပါမလွတ်တော့တို့ဆရာတော်ဓမ္မတော်တို့ဆရာရဓမ္မယင်ကဓမ္မံပြောတာလေသူရှိတဲ့ပြောတာလည်းမဟုတ်ဘူးသူဆရာကအမှန်မြင်တဲ့ကိုရောကြီးကဘုရားခင်ကိုရမေကြီးကပြောလို့တို့တဆင့်ဆုံးမတာပဲတို့ကတော့ဖြင့်ဒီဟာစိတ်ကြတယ်မခင်ဘူးတော့နေကြတာပဲဆိုတော့ဆရာသိတော့အစိတ်ပြောက်သေးတဲ့ဒုရှာဖို့အရေးဟာလေရှိသေးတယ်ဆိုတာကိုဒကာဓမ္မတွေကိုရေးလိုသေးတယ်လိုပါဘူးစိတ်ကောက်တာလို့ပြောက်ဖို့အရေးဟာကပြောက်တဲ့ဆေးရှာတဲ့အရေးဟာကဥမာရမောသံလို့ကိုရေးပေါ့ဗျာလို့မရှာတဲ့ပုဂ္ဂိုလ်တွေကြတော့ဘယ်နဲ့ဆိုမလို့ပြောဥမစားတဲ့ပုဂ္ဂိုလ်ဟာစိတ်မှန်သိလို့မသိလို့တောက်ပေမဲ့သိချင်းလို့သိတာပေါ့ဒါပဲဆုံးတဲ့ချက်ဒီဓမ္မတွေကတော့ဘုန်းကြီးများကပါရမီဖြည့်ပဲတည်ဖြစ်ကဲကိုယ်ဆောင်ရမယ့်ပုဂ္ဂိုလ်တွေသူတိသောနတ်ပြည်နိဗ္ဗာန်တို့ဆိုသလိုအပြည့်စုံဒီသူတိကနေနိဗ္ဗာန်ပြုဖို့လုပ်ပြရမယ့်ပုဂ္ဂိုလ်တွေဖြစ်နေတော့အများကြီးကလည်းအချိန်မှပြည့်တော့ထားကြတာပဲတော့ပြန်ဆောင်ရတဲ့ဒီစိတ်ဖြည့်သေးကိုယခုဖြည့်လိုက်တယ်ရတယ်မသိတဲ့ပုဂ္ဂိုလ်ကဖြည့်သေးကိုမပါဘူးတခါတည်းဒုက္ခရောက်ရေးတာသူဟာသူသွားတာဒါကြောင့်အာရုံဓမ္မတွေတို့ကတော့ဖြင့်လူထဲမှာမွေးပြီးလူထဲမှာကြည်လာရတော့ဘုရားသာသနာထဲမှာမွေးတဲ့ဆိုညာဆိုတဲ့အဆုံးအမကဒုသနာမရောက်သေးပါလားအဆုံးအမရောက်မှသာသနာတည်တာကိုသဘောကျကြဘုရားကြီးအဆုံးအမညံတဲ့ရောက်ပါမှတရားဓမ္မသာသနာတည်တာနော်သာသနာတွေဝါမျိုးဘုရားတွေပေါ့ကျောင်းကံတွေပေါ့လူတန်းတွေပေါ်냐ဆိုတဲ့အဆုံးအမဝန်တဲ့မရောက်သေးလို့ရှိရင်ဖြင့်အပေပဲမလွတ်သေးပါဘူးသဘောပါကြဒါဖြင့်အဆုံးအမဝန်တဲ့ရောက်ရေးဟာဥပါရင်ရေးချီဆုံးရေးပါတကယ်ကြွယ်ပါလိမ့်အဆုံးအမရောက်ရေးဟာရေးချီဆုံးပါအဆုံးအမရပြည့်လို့စာဥတည်ထဲမှာဆို냐တယ်ကိုယ်ဝန်နဲ့မရောက်သေးလို့ရှိရင်ဖြင့်ဝန်ထဲမှာဖြစ်တဲ့ပြိဿသမုပ္ပါစာဥကနေဖြတ်လိုက်မယ်လို့ဥဒ္ဓမောင်တို့ယူလို့မရဘူးရပါအဲ့ဒါကိုယ်ဝန်နဲ့ရှိတဲ့ကိုယ်ပြိဿသမုပ္ပါကိုဆရာသမားရဲ့ညာကိုယ်ကိုယ်တိုင်ဆုံးဖြတ်ချက်ချတဲ့ညာနဲ့ဥမာရင်တို့ဆုံးဖြတ်ချက်ချရလိမ့်မယ်မှန်ပါသဘောကျကောင်းပြီဒါဖြင့်ဒီပြိဿသမုပ္ပါဖြင့်ရှင်မနာကိုရမေကြီးကမနေ့ကပြောသလိုပဲလွယ်ပါတယ်ခင်ဗျာပြီးတော့တိခဏညာသောတာပန်ညာနဲ့တွေးကြည့်တာပြိဿသမုပ္ပါဆိုတဲ့ဆိုပေါ်ပြညီတော်က
မင်းကသာဝတ္တဆိုတဲ့ဉာဏ်လေးနဲ့ပေါ်လွင်တဲ့သင်ရှားတယ်ဆိုတာမင်းအမှန်လွဲရကွာမင်းကိုယ်တိုင်သံဃာကြီးထဲမှာလဲပြီးကြလာတာဒါမသိလို့ကွာမင်းကပေါ်လွင်သင်ရှားတယ်ဆိုတာအကုန်ပေါ်တာမဟုတ်ဘူးအစိတ်ပိုင်းနဲ့ဆယ်ဘုံဘုံတစ်ဘုံကိုးဘုံတစ်ဘုံပေါ်တာကွာကဲဒါဖြင့်ကွာမင်းတို့ဝမ်းရမှာအခုဖြစ်နေတဲ့အိမ်ဝန်းနဲ့ဖြစ်နေတာငါပြောပြမယ်မင်းလေးချာနတ်ဆောင်လို့ဆိုတော့တရားဓမ္မတွေဒါဘုန်းကြီးတို့ကဟောတာညီတော်နန္ဒာတော့ဘုရားကဒီပိသားပဲငါပြိဋိဘံစံကို9ရက်ရှိသူရန်တာဖြစ်မှာမှန်ပါဗျာဆိုတော့ရန်တာဖြစ်တယ်ဆိုတဲ့ကတရားကျော်ကစဉ်းစားပြီးတော့ဘုရားစဉ်းစားဩသူကိစ္စမလိုတော့ပါဘူးမှန်ပါဗျာလိုသေးမလိုပါဘူးဒါဖြင့်ကျွတ်တို့အတွက်ပေါ့ဗျာဒါကြောင့်ယနေ့တော့ဖြင့်တရားသူတရားမြတ်ငါတို့ဒီကားလို့ဖြင့်အိမ်ထဲမှာဖြစ်နေတဲ့အစိတ်ကောင်းနေတဲ့ဥစ္စာကိုအစိတ်ပြောက်ဆေးဖြင့်ဧကံတကယ်ရတော့မှာပဲဆိုတာဥမာရဏုတ္တမောင်တို့တကယ်ကျွဲလို့ပြီးတော့ဘုဒ္ဓချက်ချက်ပြီးစိတ်နားထောင်မှန်ပါပါသူဖြတ်လုံးကိုပြမှန်ပါပါဒီကနေဖြတ်လိုက်လို့ရှင်းရင်ကွာဘလို့ပြန်မင်းတို့လူသားမှုကောင်ကသိန်းဖြစ်အပေကြစေတဲ့လူသားမှုကောင်သိန်းမုန်းတရားဖြစ်မက်တစ်ချက်ဝင်လိုက်ရင်ဥမာရဟောတိကံဖြစ်မက်တစ်ချက်ဝင်လိုက်ဘုဒ္ဓမှာမထောင်းနဲ့ခင်ဗျားတို့ကြာဘူးနာဝါရှိတဲ့အင်္ဂုလိမာလာခိုးသူကြီးသာထောက်ဒီဘဝကပတ်လိုက်တဲ့လူပေါင်းဟာလက်ညှိုးဆောင်ပြည့်ကိုရတော်နေလက်ညှိုးတွေကြီးချီလင်းတာချီနဲ့ပြောက်ရင်း1000မပြည့်ရင်သက်ရင်ဆိုတော့သူသားမောင်1000ကျော်လိမ့်မယ်ကျော်ပါမကျော်ဘူးအဲ့ဒီကျော်တဲ့ဥစ္စာတွေဟာသူ့အကုသိုလ်တွေအဖြစ်နေကြတာအဲ့ဒါမက်တစ်ချက်ဝင်လိုက်တာအလုံးစုံပဲမတော်တခါရမ်းလာတာဖြစ်သွားအဲ့တော့ဆေးရှိပါသေးလားဆိုတော့ပေါ်လာတကယ်ကျော်ပါပေါ်လာအဲ့ဒါခင်ဗျားတို့မှာအစိတ်တော့ခံရတော့လေအိမ်ကျောင်းမှာတော့ခံရတော့လေဒီမှာလည်းတို့ပျောက်ဆေးရှိသေးတော့ဒါကောက်လိုက်ရင်ကိစ္စပြီးတော့ဒီအတော့တော့ပြန်အစိတ်တော့ပြီးသားလို့ပါဖြည့်စေတော့တာတော့ပြင်းဖို့မလိုဘူးထင်တယ်လို့ဘုန်းကြီးလည်းဆုံးဖြတ်တဲ့ချာကဲမှစိတ်တော့ပြီးသားပုဂ္ဂိုလ်ကဖြည့်စေတော့ဘယ်လိုစဉ်းစားကြနေနေမှတော့ရင်တော့တော်ပါမတော်ဘူးအသေးစောတော့နေနေမှတော့ရင်ဒါဘုန်းကြီးကအရေးကြီးစေခြင်းလို့တရားဓမ္မတွေလှုပ်စေခြင်းနဲ့ကရုဏာများလုံးလို့ဒီသုံးတာကားတော့မဲတော့မဟုတ်ပါဘူးတဲ့စိတ်ကတောက်ပြီးသားဖြစ်နေကြနှေးလို့မရပါဘူးရင်းကြီးအစိတ်ကတောက်ပြီးသားဖြစ်နေတော့နှေးလို့မရပါဘူးအဲ့တော့ဘုန်းကြီးကတောက်စေခြင်းလားခင်ဗျားတို့တော့ပြင်းပြင်းထန်ထန်အမြန်လောက်အောင်ပါလားဆိုတာကဲကပ်ပါတကယ်လို့အကြောင်းမသိရင်သေသွားလို့ရှိရင်အစိတ်လည်းနဲ့သေတဲ့ဥစ္စာအပယ်လေးပါးမှဆိုတာခန္ဓာအပယ်လေးပါးမှခန္ဓာကိုယ်နဲ့ဆက်ရမှာမှပါဖြစ်ပြန်အရေးမရှိဘူးသဘောကျတယ်အဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေမှာဒီဥပဒနာလို့ဒီရတို့ဘယ်နည်းပဲရဲ့လောက်အောင်ပါတော့ဘုရားလို့မဆိုပါနဲ့အစိတ်ကကြားလေးခင်ဗျားတို့အသက်အန္တရာယ်ရှာနေပြီကြားလေးရှာလို့ဖြစ်နေတာဒီဥစ္စာကိုယ်ကဖြေးတယ်မှာအစိတ်ကဖြေးမှာမဟုတ်ဘူး။မှန်တယ်ကိုယ်ကဖြေးပဲမှာအစိတ်ကမဖြေးဘူး။ဒါလည်းကိလေသာစိတ်တွေကတခါတည်းပြီးကြတာတရားဓမ္မတွေအပယ်လေးကမရောက်ရအောင်သူကတော့ဖြင့်မသေးသေးအောင်သိရင်လုံးမသေးသေးအောင်လည်းသူလုံးမယ်အပယ်လေးကမရောက်ရအောင်လည်းသူပို့မယ်ဆိုတဲ့ဥစ္စာတကယ်ကြညင်းလို့လို့သေးတယ်ဒီထဲတရားဓမ္မတွေအစိတ်ကတောက်ပြီးသားနော်တောက်ပြီးသားတဏှာလောဘတွေကဝန်းထဲမှာတောက်ပြီးသားဖြစ်နေဖြည့်သေးလို့နှင်းဒေါ်မလားဆိုတာကိုယ့်အကိုဆုံးဖြတ်တဲ့ချာဖြည့်သေးမနှေးရကဲဥဒ္ဒမောင်တို့တကယ်ကျွဲလို့အခုပြောတာဘုန်းကြီးကသူတရားအထုစီခြင်းလို့တရားဓမ္မတွေသနာလုံးလို့ဒီပြောလို့ဒီမဲ့
ဒီပြောတော့ငါကရှိပြီးသားတဏှာကတော့ငါကရှိပြီးသားတို့ကိုယ်ယောဂကလည်းလွန်ကောင်းမှဆိုရဘယ်လိုဆုံးဖြတ်ရလဲဒီကကြွယ်ဥစ္စာကိုယ်ယောဂလွန်ကောင်းမှဆိုလို့ပြောတဲ့အရေးကိုဘုန်းကြီးကအားတရားအထုတ်စေခြင်းလုံးလို့ခင်ဗျားတို့ဒီလိုမလွဲလိုက်ဘူးကိုယ်ယောဂလွန်သွားလို့ဖြင့်ဆယ်မြတ်ကယ်မြတ်ဖြစ်တော်မှာပဲဆိုတာသေချာမှတ်ပါမှန်တယ်ရိပ်မိပါဒါရင်ဒီတဲ့ငါဓမ္မတွေတဏှာဒိဋ္ဌိဆိုတဲ့စိတ်တွေကတောက်ပြီးသောပုဂ္ဂိုလ်ကြီးပဲဆိုရင်ဖြင့်ညှင်းဖို့လိုသေးတယ်တဏှာဒိဋ္ဌိစိတ်တွေကဖြင့်ဖြည့်သေးကြခင်ဗျားတို့လည်းမသိလို့မရှာဘူးရှာလို့တွေ့ပြန်တော့ဖြည်းဖြည်းမှတော့မယ်ဆိုတော့အသေးကစောရဲ့အပယ်လေးပါးရောက်တာစောရှိအဲ့ဒါကြောင့်ခင်ဗျားတို့ပြောနေတဲ့အတိတ်ပဲကြီးတဲ့စင်ကြယ်လဲရတကောမှမရှိဘူးမရှိပါဘူးစင်ကြယ်လဲအစိတ်ကလွန်သွားတယ်လွန်သွားလေကုကျက်ဝေးလေကုကျက်ဝေးလေနင့်နာချက်များလေရိမ့်မိပါဒါဖြင့်တကယ်ကျွေးဒီနေ့ပြောတဲ့တရားစကားမှာဖြင့်ဩဘုန်းကြီးကပြောနေအရေးကကိုယ်ကကြည့်ရမှာဘူးဘုန်းကြီးကပြောနေတယ်အရေးကကိုယ်ကကြည့်ရမယ်ဆိုတာဥဒ္ဒမောင်တို့သိသိချာချာမှမကြည့်လို့ရှိရင်ဘုန်းကြီးတို့လိုပြီးက၆ချားပြီးဘုရားခင်ကရုဏာကြီးတရားတော်တွေကိုသိနေတဲ့ပုဂ္ဂိုလ်ကဟေးတကယ်ကျွဲဥဒ္ဒမောင်တို့ခပ်ဖြည်းဖြည်းပေါ်ပြကိစ္စမျိုးခင်ဗျားတို့အပြစ်မှမရှိပဲဘာနာကိုကြီးကလည်းအတ္တပဲခိုင်းပါတယ်ဟောပါပါပဲအခုတော့ခန္ဓာကိုယ်ကလည်းအနတ္တအစိတ်ကလည်းတောက်ပြီးသားအစိတ်ကတဏှာစိတ်ဒိဋ္ဌိစိတ်တွေကတောက်ပြီးသားဖြစ်လေခန္ဓာကိုယ်ကအဆုံးမရတော့ကိုယ်ကတားလို့မရတော့ခန္ဓာကိုယ်ကအသေးဆိုအစိတ်တွေကဒကာဓမ္မတွေကြီးထွားပြီးဒီကလာပရိစ္ဆေသမုပ္ပါဒဘောနဲ့တဏှာဥပါဒကံအပေစာတိလုပ်ပဲခင်ဗျားတို့ညံ့ခင်းတဲ့အတွက်ဆရာကောင်းကောင်းကိုယ်လိုက်သားရတယ်အချိန်မမီလိုက်တာအနာဆုံးပဲဆရာကောင်းကောင်းကိုယ်ရသားနဲ့ခင်ဗျားတို့သိသေးချာချာဥမာရင်တို့သဗ္ဗံတို့တကယ်ကျွေးလို့ဥလာဘူးလို့စဉ်းစားပါနော်ဒေဝီလဆရာကြီးဆိုတာသုဒ္ဓောနာလေရမာရတဲ့အိမ်မှာတရားဆုံးမနေတဲ့ပညာရှိတို့တယောက်ပါမှန်ပါဗျာသိက္ခာကမင်္ဂလာလေးမွေးလာတော့ကြော့ခိုင်းတော့မကြော့ပါဘူးသူကြော့တယ်လူကလူပြေမှာမရှိဘူးနတ်ပြေလည်းမရှိဘူးဒါနဲ့ကလေးလေးပြလိုက်ခါတတိကြီးကငိုဖြတ်ဘာဖြစ်လို့ငိုတော့နောက်ထပ်ရည်ပြန်ဘာဖြစ်လို့ရည်တော့ငိုတာကြားမဟုတ်ဘူးကွာတဲ့ငါမှစိတ်တွေသောက်ထားပြီးဒီကလာဆေးပြည့်မဲ့လူကဘုရားဖြစ်ဖို့ရကနှစ်ပေါင်း30လောက်လို့သေးတယ်မှန်ပါဘူးငါအစိတ်တွေကအခုသူဘုရားဖြစ်ခင်ပေးရမှာကြောင့်ငါငိုတယ်မှန်ပါဘူးစိတ်ကလွန်သွားပြီမှန်ပါဘူးကဲတကယ်ကြည့်သဘောကျဒေဝီလည်းအသေးကြီးငိုတာလေငိုကြတော့ငိုတာလားစိတ်တွေကတော့ပြီးသားဖြစ်လို့ဆေးမပြီးလို့ငိုတာလားယုတ်တိဆောင်ပြောတာလားအမှန်ပဲလားမှန်ပါဘူးဘုရားမောဘယ်လိုယုတ်တိဆောင်တာလားအမှန်ပဲလားဒါရှင်လို့စိတ်ကူးနဲ့ရိုက်တဲ့တရားမဟုတ်ပါဘူးဒါရှင်လို့စိတ်ကူးနဲ့သူကဘာလို့ဆိုလို့ဟန်ပန်လုပ်တဲ့သဘောမျိုးအသွင်တူအောင်လုပ်တဲ့သဘောမျိုးကိုဟောနေတဲ့တရားလို့ဥမာနဲ့မယူနဲ့မယူရနော်အခုဒီလိုလည်းတဲ့ကြီးကဘုရားလုံးနဲ့ကိုသေချာတွေ့တာတို့တော့ဘုရားကမှနှစ်ပေါင်း30လောက်လို့ဒီသူကသင်္မာကမကြတော့ဘုနောက်တစ်နှစ်နဲ့ဆိုသေးတော့ဆိုတော့အစိတ်တွေကတောက်ပြီးသားဖြစ်နေတော့ဥမာလည်းငိုရှာမှန်ပါဗျာအရှင်ဘုရားဘာလို့ငိုတော့သုဒ္ဓောနာမေရမယာတို့ကမဲတဲ့သုဒ္ဓောနာတို့ကမဲတဲ့အခါကျတော့ဒကာကြီးတဲ့စိတ်တွေကတောက်ထားတယ်မှန်ပါဗျာဆေးပြည့်မဲ့လူကဆေးကိုမပေါ်နိုင်သေးတဲ့ခြေနေရောက်မှန်ပါဗျာအဲ့ဒါကျုပ်ဝေဒနာနဲ့ကျုပ်ကဝိညာဉ်သာချုပ်ပြီးတဘာလေးရတိုင်ဒုက္ခရောက်ဖို့သာရှိတယ်ဆေးမမီတော့ဘူးမှန်ပါဗျာဒါကြောင့်ကျုပ်ငိုတယ်မှန်ပါဗျာကဲတော့ပညာရှိကြီးတွေငိုရတာဒီ
ခွန်းကမတရားမဆေးကိုသူမပြီးတော့ဘူးတော့ချိန်မရှိတော့ဘူးနာဘူးအဲ့ဒါအာရုံတရားနာတဲ့ဓမ္မတွေဒါစိတ်ဓာတ်ကိုဆွဲနေတယ်လို့ဒီလိုလည်းမယူနဲ့ကိုတော်မှအခုယနေ့လုံးမှယနေ့ရပါနဲ့ဖြင့်ကိုဆိုတဲ့အနတ္တကမဆိုးနိုင်မြန်မြန်ကောင်းလေလေအပေယောဂပြောက်လေလေဖြစ်မယ်ဆိုတာသေချာမှတ်ပါမြန်မြန်ကောင်းလေလေအဲ့ဒါခင်ဗျားတို့ရက်ရွှေ့နေလို့ရှိရင်ဖြင့်နိုင်ရွှေ့နေမရက်ရွှေ့နေမနှစ်ရွှေ့နေကြမယ်ဆိုလို့ရှိရင်ဖြင့်ဩဒီဖြစ်နေဒီယောဂနဲ့အပေယောဂအပေယောစေတတ်တဲ့အခုကောက်ထားတဲ့ဒိဋ္ဌိစိတ်တရားစိတ်တွေနဲ့အပေရိဟုသောဒုက္ခရောက်တဲ့နေရာကိုရောက်စေတော့ဆိုပြီးတဏှာဝင်ပြီးတော့စင်ကြယ်လဲနေတယ်လို့မှတ်လိုက်။နဲ့ပြမလောက်တာပေါ့သဘက်မှလောက်တာပေါ့ဟိုနဲ့မှလောက်တာပေါ့ဒီနဲ့မှလောက်တာပေါ့လို့ဆိုတာအပြောကောင်းတော့အတန်ကောင်းတော့ခန္ဓာကိုယ်ကိုမတနာတဲ့တဏှာကဝင်ပြီးနှောက်ဖြစ်သဘောပါကြဘယ်လိုဝင်နှောက်ဖြစ်နောက်ကြောတို့ကလည်းဒီဥစ္စာတကယ်ဆိုတော့လည်းအောင်းနေတယ်အတမန်ကလည်းအောင်းနေတယ်ဩစိတ်ထားတော့မညံ့ဘူးဘယ်နဲ့ညံ့နေတဲ့စိတ်ကကိုယ်ခန္ဓာအစိုးရတဲ့သဘောနဲ့ပြောနေတာညံ့တဲ့စိတ်လားမညံ့တဲ့စိတ်လားတို့တော့ဘေးကဒကာဓမ္မတွေဘာမှမသိတဲ့ဒကာဓမ္မတွေကတော့စိတ်ချမညံ့ဘူးဒီဇွဲနဲ့မင်းနဲ့လာတာပဲလို့ထင်ရင်လည်းထင်ကြရက်ရွှေ့နိုင်ရွှေ့နှစ်ရွှေ့နေတဲ့ပုဂ္ဂိုလ်များအတွက်မှာဖြင့်ညာကရွှေ့တာကကိလေသာကရွှေ့နေတာကိလေသာကခမည်းတော်အစိတ်တော်ပြီးတာသိချင်းလို့သိပြီးအပယ်ရောက်တာသဘောကျလို့ရွှေ့ခိုင်းနေတာမှန်တယ်ပေါ်ရလားတကယ်ပြောတော့သဘောကျပါဗျာခန္ဓာကိုယ်အနတ္တခန္ဓာကိုယ်ကြီးကိုပဲတခါလေကိလေသာကဝင်ပြီးကြတာဟိုနှစ်ဟိုရဲ့ဟိုလာရည်နဲ့ရွှေလုံးကြီးများနဲ့ရွှေ့နေလိုက်တာဘေးကကြားလို့ကောင်းပါရဲ့တဲ့ရွှေ့နေတာကတော့ကိလေသာယံလူကနေပြီးချော့မော်ပြီးဝင်လာပြီးဒီကလာခင်ဗျားတို့အပေတွန်းချပေါ်ကြဉာဏ်နဲ့နားထောင်မှတော့တကယ်ပြောတယ်ဉာဏ်နဲ့နားထောင်တော့ဟုတ်ပါပြီလေလဲရမယ်လိုက်ဉာဏ်နဲ့နားထောင်တဲ့ပုဂ္ဂိုလ်ကြတော့ဘယ်ချိန်နေဆိုင်သွားတော့ဆိုတော့ဒီပြောပြီးဆိုဒီကံတွေကြားလိုက်တဲ့အခါကျတော့သူတော်ကောင်းစိတ်ရှိပြီလေအမှဉာဏ်နာတော်တဲ့ပုဂ္ဂိုလ်ကသူတော်ကောင်းစိတ်ရှိပြီလေလူချိန်နာကြီးတွေနဲ့ရွှေ့ပင်သွား냐တော့လေသူကရည်ရွယ်ချက်ကောင်းဘေးကကိလေသာကြောင့်နားမလဲတဲ့ပုဂ္ဂိုလ်ကဒီတိုင်းကြောင့်မှချင်းမုန်းသောပနာပြုလိုက်တယ်ကိလေသာကြောင့်နားမယ်သူကိုယ်ကောက်နေတာဆိုတာကိုရင်းနေတယ်ဒီမှာလည်းဘယ်လိုကကိုယ်ကောက်ဘုရားခင်ဗျားတို့ကဘေးကပုဂ္ဂိုလ်တွေကမရင်းမိပါဘူးဒါကိလေသာကကိုယ်ကောက်ပြီးတဲ့ကလာအမဲ့တွန်းချနေတာလို့မရင်းမိစင်စစ်တော့ကိလေသာကကိုယ်ကောက်ပြီးတဲ့ကလာမင်းစင်စစ်တော့ထမ်းမြောင်လုပ်တာပေါ့ဒီလထမ်းမြောင်လုပ်တာပေါ့နောက်ကောင်းရနေထမ်းမြောင်လုပ်တာပေါ့အခုတော့ခပ်ပြေးလေးပေါ့ဆိုပြီးကြလားဒီဥစ္စာညာကဝင်ပြီးနှောက်ရက်နေတာလားဟုတ်လားကိလေသာကဝင်နှောက်ရက်နေတာအဲ့ဒါကခမည်းတော်အမှန်ထူတယ်လို့ဘုန်းကြီးများကပြစ်တင်လိုက်ကိလေသာကိုညာထင်ပြီးညာနားနဲ့ထောင်နေလိုက်သေးကိလေသာလူကြီးတွေကိုဓမ္မရဆိုင်ပေါ်တိုင်းရင်းနေလူတော်များဆိုင်တော်ပညာရှိတဲ့လူကိုဓမ္မရဆိုင်ပေါ်တိုင်းသူကံွက်ချရင်းနေဗလားအမလေးကကျကိလေသာကိုပါဖို့မလိုဘူးမင်းကွာကိုရောင်းတဲ့ဝဲနဲ့တည်းပြည်နဲ့မင်းစိတ်ကမပြောင်းပါဘူးဘယ်နဲ့ပဲကြတယ်ဒီမက်ဆက်အောင်လုပ်လိုက်တာဘောလို့ဆိုလိုက်တော့ဥမာအပန်တည်းကောင်းမှာကောင်းပါသူကဘုရားတန်လို့ဘုရားဘုရားပြည့်ကနေကိုမန္တမင်းကြီးကမြင့်ဆဲပြီးတားတဲ့ဒီကလာခွန်ရဲ့စัจ jaya နာရောက်ပါဒီစัจ jaya နာလောကမှာအမှန်ထုံးမြတ်တာပဲဆိုပြီးကလာစัจ jaya နဲ့လှည့်လိုက်တယ်လို့ကြားပြန်လာဆုပ်လိုက်လို့ရှင်းဖြင့်သ
ရိသေနေပဲဩဝိနာပဲသေပဲဒီတိစ္ဆသိက္ခာမင်းသားမှာလွတ်เสียမမြင်ဘူးဒါရချင်းချင်းငယ်တော့ငါအောင်နေတယ်ဆိုပြီးဇုတ်တိုးထွက်လို့သာရင်ခန္ဓာသတိငြင်းရတဲ့နိဗ္ဗာန်ကြီးရောက်ဒီမှာကတော့ပြုတာလဲတာနားထောင်မယ်ဆိုရင်မြင်းပြန်ဆွဲရလို့ရနေတယ်ခဏိကမြင်ဖို့တဲ့တခါတည်းတရားဓမ္မတို့တောက်ပြီးတော့ဒီရောက်ပြန်ရလို့ရတယ်သဘောကျတိုင်းခင်ရသူလဲတာကိုနားထောင်မလားဘုန်းကြီးပြောတာကိုလိုက်နာမလားအိမ်မြောက်ခင်ပြောကြတာနော်သိကြောက်တယ်ကြောက်ကြအောင်ပဲသိကြောက်ကြအောင်ငါရလို့တော့ပြည့်ကိလေသာတဏှာကကျုပ်ရှင်းရှင်းလေးဒီနေ့တရားဓမ္မတွေအိမ်မရိစ္ဆသုံးပါမပြောခင်ခင်ဗျားတို့သုံးပါလုံးပြောပါနော်ကိလေသာကခင်ဗျားတို့ကလေးတော့မှတ်ကလေးတော့ဖတ်ထားတဲ့တကယ်ကျကိလေသာကခင်ဗျားတို့လိုပုဂ္ဂိုလ်သူကလေးမှတ်လောဘကိလေသာကခင်ဗျားတို့ဘယ်လိုမှတ်ရုပ်ပုဂ္ဂိုလ်ကြတော့ရကန်းစင်လေးနဲ့ချော့တချို့ပုဂ္ဂိုလ်ကြတော့လေကိုယ်အယောင်းဝယ်လေးနဲ့တချို့ကြတော့ဘာသမီးလေးလူလန်းတော့စောင့်ပါအောင်လားဆိုတာနဲ့ဒါနဲ့ခင်ဗျားတို့အိုးကျင်လေးနဲ့ချော့တာတခါရဘာနဲ့ချော့အဲ့ဒါတကယ်ဆိုဥမာနဲ့ဥစ္စာမှမဟုတ်ပြုတ်ပြနေတယ်ဒီလူကချော့တာခင်ဗျားတို့လူကြီးမှနဲ့ချော့တာလားအုပ်ကျင်ကလေးဖြစ်တဲ့အခုအလုတ်ကင်လေးတွေနဲ့ချော့ထားတာဒါခင်ဗျားတို့ကကိုယ်အရင်းနဲ့ကိုများပြုံးပြီးဒီကလာနေလိုက်သေးတယ်ဟုတ်တကယ်အလိုရှိတဲ့နိဗ္ဗာန်ကြီးမရောက်အောင်လို့တိုက်ကလေးနဲ့ချော့တာဒါလေးနဲ့ချော့တာအလုတ်ကလေးနဲ့ချော့တာစိတ်မင်းနဲ့ချော့တာဒါဘုန်းကြီးကဓမ္မရဲ့ခြေဆိုင်လေးနဲ့ချော့တာသူကအယုတ်ဝယ်ပေးဒီကလာအိုးဝယ်ပေးထားတာခင်ဗျားတို့ကဒီထက်ပြောနေနိုင်တာယူလို့ကလေးမို့အားလို့ပြောတယ်ရင်းပြီလားမလေးတရားဓမ္မတွေခင်ဗျားတို့ကမရင်းမိလို့တကယ်ပေါ်ပြောနေရတာကျုပ်မြေရှိတဲ့ပုဂ္ဂိုလ်ကြတော့မြေလေးတစ်နှစ်တစ်ခါထွန်လိုက်ဖယ်လိုက်အမြတ်ဆွမ်းလေးထွတ်လိုက်ရှုံးတဲ့တည်းလည်းရှုံးတယ်မြတ်လိုက်မယ်ဆိုပြီးချော့လိုက်ဒီလိုချော့နေများသက်ဆိုးရှည်ကြီးများနဲ့ခေါင်းပြူဆွဲကျိုးနဲ့ခေါင်းထဲဝင်သွားတာတွေဥမာတယ်မြင်မှုလို့မြင်မှုပါဒီလိုလားသူချော့လာတာတော့ဗျာတဏှာချော့တာမြေခွက်ကလေးနဲ့ချော့တာနွားလေးဝယ်ပြီးချော့တာသူတားနဲ့သူချော့ထားလိုက်တာ30ပုံသားကိုမလုံးရှင်းနိုင်လို့နိုင်ခင်ဗျားတို့မရင်းဘူးအခုနည်းနည်းရင်းပြီဟိုမှာနည်းနည်းရှိသေးတယ်နော်နည်းနည်းရှိသေးတယ်တကယ်ကျခင်ဗျားရကန်းနေနေချော့ထားလိုက်တာအခုမှဆရာဘုန်းကြီးနဲ့တွေ့တာဘာမှမကြသေးဘူးဘာနဲ့ချော့တာလဲရကန်းစင်လေးတွေတစ်စင်တိုးနဲ့ခဏတိုးပြီးချော့လိုက်တာဒီထက်တော့ရစမ်းပြီးရကန်းစင်ကပြတ်လိုက်ခွေရကန်းစင်ကအထည်မရှိလိုက်ဒါတွေသူ့ရှာလိုက်ကိုယ်လိုက်ပြီးကြလားအမောဆိုင်အောင်ပြေးနေတာဒါကိုဝင်လဲတကယ်ကြတယ်ချူပြီးနေတာတဏှာချော့ထားတယ်မသိဘူး30ဘုံတွင်းကအပယ်လေးပါးကမထွက်ရအောင်လို့ချော့ထားတယ်လို့တကယ်ကြကမင်းဘူးနောက်ကောင်းလေးဖြူသွားလေးကျတော့မှတော်ဘာလေးမလို့တွေးတယ်ဒီကနေ့မှဒီရောက်ရင်းနေဗလားအမလေးတရားဓမ္မတွေလောကကြီးမှာဘယ်သူအုပ်ချုပ်နေတယ်ဆိုတာခင်ဗျားတို့မသိလို့တဏှာတောင်းကအုပ်ချုပ်တာကိုယ်မှလည်းအလုံးမပြရဘူးဒီလိုက်ပါဘယ်မှာအမောမဆိုင်တဲ့အိမ်ရှိဘယ်သူဆုံးအုပ်ချုပ်တယ်မှာကဲမတ်ဖို့လမ်းလေးအကုန်ပြိပြီလူကြီးရောလူကောင်းရောလူလာရောခင်ဗျားတို့ပြောတဲ့လူကြီးလူကောင်းလူပညာရှိဆိုတာတွေအိုးငါလည်းအောက်ကတွေပါတဲ့ဘယ်သူကပါလဲခိုင်းကြကျွဲပေါ်လာအဲ့တော့ခင်ဗျားတို့ကလည်းလူကြီးအချင်းရောက်လာပြန်ဒီပဲလူညာလို့အစရှိသေးတယ်ဒါလူကပြောတာတော့ဆိုရင်လည်းကြွေရင်းပြီဘယ်သူကပြောဘာနဲ့ချော့လဲအိုးကျင်လည်းချော့ရင်းနေကြလားဘာနဲ့ချော့တာဒါတော့ခင်ဗျားတို့ကအိုးကျင်လည်းချော့ထားတယ်လို့သိကူမသိဘူးမသိဘူးတဲ့ဘေးကခင်ဗျားတို့ချင်းကလည်းကလေးချင်းဖြစ်နေတော့ခင်ဗျားတို့ချင်းကလည်းကလေးချင်းခင်ဗျားတို့ချင်းကကလေးချင်းဖြစ်နေတော့ဩခင်ဗျားကြိုးရခင်ဗျားနဲ့က
ခမကြီးလုံးဝဝိရိယခြေစည်းနဲ့ကျုပ်ရှင်ဝမ်းပါမိပါရဲ့ပုံပြအပေလည်းပွားရအောင်မဒီလည်းမောရရှာထွက်နေပြီအပေလည်းပွားရအောင်မသေးတော့ဘာရောက်ကကလေးကလေးချင်းမြောက်နေကြပြီတကယ်ကြည့်လို့ပြန်မြောက်ဘူးလားဖြစ်မှဖြစ်လေကိုယ်လည်းကလေးဘူးဗျာရင်းပြီလားအဲ့ဒါလူတိုင်းမှာတကယ်မှလည်းရင်းပြီဒါဖြင့်ဒီဓမ္မကြောက်เสียကောင်းတာလည်းခင်ဗျားတို့ရှိရဲ့တကယ်ကြည့်လို့လက်သက်ပေါ်လာဘုရားလေးခင်ဗျားတို့ကလေးတို့ကဘာနဲ့ချော့တာပါရုပ်ကလေးတွေနဲ့ချော့တာသမီးရုပ်ကလေးတွေနဲ့ချော့တာအယုတ်ကလေးဝယ်ပေးတာတကယ်ကြဒါလေးကမြောက်ဖို့ဒီရုပ်ကလေးကြည့်ပေါ့ဒီရုပ်လေးစားဖို့ပါဘာရုပ်သမီးရုပ်ကလေးတွေနဲ့ချော့တာတိုက်တာအိမ်လေးတွေဆောက်ပြီးတော့ဒါမှမရှိဘယ်နဲ့လို့မလဲဒီဟာတွေကုန်ဟာလာဟင်းကြီးဖြစ်ကုန်မှာပေါ့ဒီလိုသမီးတွေလည်းကစင်းငယ်ဖြစ်ကုန်မှာပေါ့ဆိုအယုံနဲ့ချောလိုက်အိမ်လေးနဲ့ချောလိုက်ရကန်းစင်နဲ့ချောလိုက်စိတ်နဲ့ချောလိုက်နဲ့အမရေဒီထဲမှာပဲနောက်ဆုံးပြီးသေဘောဝင်သွားသေဘောဝင်တော့အဖေသွားရသူကလောကကြီးထဲမှာဆင်းရဲတာလည်းကြည့်ကျင်တယ်တဏှာကသေတော့အပေသွားတယ်လည်းကြိုက်အဲ့ဒီလိုခင်ဗျားတို့ကမိတ်ဆွေကြီးလုပ်ပြီးကျေးဇူးတော်ရဲ့ညီမြလုပ်ပေါင်းနေလို့ခဲနေတာလင်းပြီကလားဘာလို့ပြောလို့ရှိရင်တော့တကယ်ဆိုစိတ်နာဖို့ကောင်းပါလားနာရလားနာပါလေအတော်ဆိုးနေတာဗျာအတော်ဆိုးတော်ဆိုးအိုးတို့မှဘာကျဆံမြင်မှုတွေတောင်ပြောက်ကုန်ပြီခုတည်းဒီတဏှာချော့တဲ့တည်းမှာအိုးခြင်းလည်းနဲ့ပျော်တော့ပါလားဆိုတော့ဥစ္စာတကယ်ကျဲဥပ္ပဉ္ဇဉ်နဲ့ပြောတော့ပါလားဆိုတဲ့လူတွေလည်းတပုံကြီးပဲနော်ရှိပါဘူးအခုတဏှာရွှေပြီးတရားနာလွတ်လိုက်တယ်တကယ်ပြောတယ်အင်္ဂလာကြတယ်အားလုံးကတရားဓမ္မတွေလာကြတယ်ဆိုရင်တော့အိုးမင်းဆရာပြောနိုင်လားကွာတဏှာကြီးပေါ့ငါအိမ်ကျကျွမ်းဟောပြောင်းခိုင်းမယ်ကျိရကွာရင်းပြီကလားဘုရားကျင်းတာမပြန်တော့အားကြသေးကွာပါရဲ့တကယ်ကြောက်စရာကောင်းပါလားဆိုတော့ပေါ်လာတယ်အိမ်ကတော့ဘာနဲ့ချော့တာအိုးလို့ချင်းလည်းနဲ့ချော့ဟောတဲ့နင်းလုံးမှပြီးမှဒီအရေးကနင်းဆောင်ချော့အောင်ပါဟောဒီကလေးကနေမကောင်းဘူးဟောဒီဥစ္စာတွေကလည်းဆိုလို့ရှိရင်လည်းပြန်သူ့အတွက်ကပြင်းစရာဆင်းစရာရှိတယ်သူလူတွေဝင်ရမှာအမခုအယုတ်ပြဒီယုတ်ပြနဲ့ကိုထောင်ရဆိုင်ရင်းနေလားကမ္မနောမလို့ကောမတတ်နိုင်တော့ဘူးလို့လာရလားဟိုလူကြီးဝတ်တရားရှိသေးတယ်မလာဘူးခင်ဗျားတို့ကဘာလဲလူကြီးဝတ်တရားလူကြီးတဲ့ပြီးတော့ဝတ်တရားဆိုတဲ့ဥစ္စာတရားဓမ္မတော့ဝိပါကဝတ်ကိုဆိုလူကြီးလည်းဖြစ်ပါတယ်တဲ့ဝိပါကဝတ်ကလည်းမကျွတ်သေးပါဘူးသူ့ဟာသူပြားလေးတွေးပြီးကုန်းယုံတော့အမလေးကြောက်ကြရည်ပါလားလူကြီးဆိုတာကကြီးပြီနော်ဝတ်တရားဆိုတာကဝတ်မကျွတ်သေးဘူးဘယ်နဲ့ပြောတာပါလဲဒါဖြင့်လူကြီးဝတ်မကျွတ်သေးဘူးဝတ်မေးရတယ်ရုပ်ကြလားတရားဓမ္မတွေဘာလို့ခင်ဗျားတို့အတိတ်ကမြန်မာလိုပြန်လိုက်တော့လူကြီးဝတ်မကျွတ်သေးတဲ့လူကြီးသဘောကျဘာဝတ်တုံးနေတော့ကိလေသာဝတ်ခင်မှုကိလေသာဝတ်ခင်မှုကြောင့်တပည့်တော်မှာအခုဝိပါကဝတ်ဆိုတဲ့သူတို့စီကမယုံနိုင်မကန်နိုင်သူတို့ဝတ်တွေပြုတ်နေရသဘောကျကိလေသာဝတ်ကြောင့်ကာယကံဝစီကံနဲ့ကာမဝတ်တွေလောက်ရပြောပြောဆိုဆိုနဲ့ပေါ့ဗျာရှင်းမလားခင်မှုကဘာပါလဲကိလေသာဝတ်ကာယကံဝစီကံနဲ့ပြောပြောဆိုဆိုနေတာကာမဝတ်ကိုယ်မြုံနေတာကဩဒါကြောင့်လူကြီးဝတ်မကျွတ်သေးဘူးဆိုတာဟုတ်ခင်ဗျားတို့ကဂုံတောင်ရှိသေးတယ်ခင်လူကြီးဝတ်တရားအမှန်မျိုးသုံးတော်ဖြင့်နားရဆက်ရှင်ကြတယ်နာသေးရင်းနေပါလားဆက်ရှင်ဒီဂရီကြာပြီးတဲ့နာသေးတယ်ရိုးတော်လည်းပြောလို့ရတယ်ဥစ္စာဟေးဟိုရင်တော့ပြန်လေလူကြီးဝတ်တရားမပြည့်စင်နိုင်တော့အမှန်ကြောက်စရာကြီးပါတကယ်ဓမ္မတွေဘာလဲဟိုရင်လေးဆုံးမှာတော့သူရှိလို့သူထုတ်ပြောနေတာဘိုးတော့မပြတ်ခဲ့ဘူးကွာတကယ်ကျေဘယ်နဲ့တောင်းဆောင်ပါလိုက်လူကြီးနော်
ဝတရားဆိုတာကဝတ်ကျွတ်ပြီးပြောတာလားမကျွတ်သေးဘူးကြားလို့မကောင်းဘူးကြားလို့မကောင်းဘူးသိချာစဉ်းစားလို့ရှိရင်ခင်ဗျားတို့မျိုးသုံးတာဖြစ်တယ်ကြားလို့မကောင်းဘူးဒါကြမျိုးသုံးတော့မဟုတ်ဘူးလားမန်းလေးဆိုတာအရင်ကျေးသုံးတာကိုဟောသူကြီးမှလည်းဝတရားလေးကရှိပြီဝတရားမှအကြီးမပြောဘူးသူကခက်သေးသေးပြောရှိနေပြီလားဟောနဲ့သူကလည်းစကားလည်းဆိုလို့ဝတရားလေးရှိသေးတယ်ဆိုတော့ဒီရှားထွက်နေခိုင်းတာရှိနေပြီလားဘယ်ဓမ္မတွေခင်ဗျားတို့ကဒီလိုကနဲ့ခန္ဓာနဲ့ခင်ဗျားတို့အသိဉာဏ်နဲ့ရန်တိုက်ပေးနေတာမှတ်ပါခင်ဗျားတို့သမုဒိယတန်ကျမလို့ပြေကြရပါဘူးဒုက္ခဆက်ကမထွက်နိုင်ဘူးထွက်နိုင်မှာအဲ့ဒါပဲလူကြီးဝတ်တရားတွေကဥမာရင်ဘယ်လိုသိမ့်ချိန်ရောက်ပါလားတဲ့သိမ့်ချိန်မရောက်သေးဘူးလားဆက်ဘယ်တော့သိမှခေါင်းသားရောက်ပါဒီကဒီလိုကြမနေဘူးလားဘာလို့လဲဆိုတော့ကိုယ်ကမလုပ်နိုင်တော့ကိုယ်ကြီးဆောင်ပါရင်စိတ်ဆောင်ပါရင်အနာရထိုင်နေတော့တော်သေးတာပေါ့ဒါကြောင့်ကလဝါလောက်တော့လှုပ်ရှင်နေဘာလှုပ်ရှင်လဲကလဝါလို့မကျွတ်သေးဘူးရိမ့်နေလားဘာလို့မကျွတ်သေးလဲကိုယ်ကြီးဆောင်မှခြင်းမရတဲ့အခါကျတော့ခင်ဗျားတို့ပြောနေတာပါစိတ်ဆောင်မှခြင်းဟောပြောပါဘူးဘယ်ကနေဆောင်မှနေတော့လူဝင်လူရဲ့အခက်ခတ်တယ်ပေါ့လို့ရတယ်ရိပ်မိသေးအဲ့ဒါကိလေသာအကြောင်းကိုမသိသေးလေကာလပတ်လို့တရားဓမ္မတွေနိဗ္ဗာန်ဘယ်တော့မှမရဘူးမှတ်မိပါလားကိလေသာအကြောင်းမသိသေးဟောရငါကိလေသာကတဏှာကဥပုပ်ခြင်းလည်းငါချော့နေပါလားဒီဝက်ကြောက်ထုံးမှာပဲဒီချော့တယ်ငါပြောနေလို့မဖြစ်ဘူးဒီလိုကိုလာရလာဘူးကြလာဘူးမလာဘူးလေဒီမှာတိုက်ကလေးတစ်လုံးမှတစ်နှလုံးဖြစ်လာလို့ရှိရင်ဒီခနဲ့ကလေးများကစားတယ်ပေါ့ဗျာတစ်လုံးကနှလုံးဖြစ်လာတော့ဟိုရေလေးဖြစ်ပြီးဒုက္ခလေးထောင်ပြီးတည်တဲ့တိုက်ပြီပါအဲ့ဒါတို့လည်းကလေးကသူ့တိုက်ကလေးသူကြည့်ပြီးဘယ်နဲ့နေလဲပြောနေအဲ့ဒီကလေးကိုဘုန်းကြီးကျေးဇူးတင်ဘာလို့လဲဆိုတော့သူပြင်းတဲ့အခါကျတော့ခြေနဲ့ခြေပြီးပြေးတယ်ခင်ဗျားတို့ဘယ်တော့မှမပြေဘူးရိပ်နေကြလားဒါဘုန်းကြီးကပြောတာမဟုတ်တိုင်းပါလိတော့ဒီတိုင်းပါကလေးရိပ်ရှိရမင်းတို့တော်သေးနော်ကလေးကတခါခဏလေးအယုတ်ကလေးတစ်ခုဝယ်ပေးမရငိုမယ်ဆိုပြီးငုံညာတော့လေတော့ကြဆုတ်ဖက်တယ်ခင်ဗျားတို့ကဆုတ်ဖက်ပြတာပါလားပါကြောက်ဆက်ကြီးပါလားရိပ်နေလို့ကကြရဆုတ်ဖက်ပြတာပါလားပါတခါသေးရတော့ယူကောင်းမယ်ဖြစ်တယ်ဒါအမှန်ဆိုးရနေတယ်ဆိုတာပေါ်ရတိုင်းဒါဖြင့်တရားဓမ္မတို့ဒီကအကြောင်းကောင်းကောင်းသိရတရားဓမ္မဘုရားခင်ကိုရမကြီးဟောတဲ့အိမ်ဝင်မရိစ္ဆသမုပ္ပါကိုဒီနေ့ဖြတ်ရအောင်နော်ဘာဖြတ်ဩငုံများကိုကြောင်းပါလားအိမ်ဝင်မရိစ္ဆဖြတ်တော့မရှိဘာကြောင့်လဲဆိုတော့ငယ်တော့ကလည်းလုသောဝလာလို့ဘယ်နဲ့ကြောင့်ပါလဲငယ်တဲ့ကိစ္စတွေမနဲ့လက်ကျင်လာခဲ့ရတာဗျာဒီနေ့ဖျက်ရမယ်ဆိုတော့ငယ်ပေါင်းဖျက်ရမယ်ဆိုတော့မြေနေကြတာမှလားတကယ်ဆိုရင်ဒီဟာဟောရမှာကဲဒါရင်ပြောကြပါစို့သေချာချာမှတ်ကြပါဘုရားခင်ကိုရမကြီးလေးပင်ခြင်းနဲ့ကဘာသိအသားလူတို့လူအယိုးလူလို့ရတယ်ညာနဲ့ပြောတာ။တန်မြင့်ညာနဲ့ပြောတာလား။အမှန်တန်ကြီးကျယ်တဲ့ပါရမီဖြည့်ဆည်းဘူးလို့ထူးထူးလည်းလည်းရတယ်ညာနဲ့ပြောတာလားတကားကျွဲ။အဲ့ဒါခင်ဗျားတို့ကအိုးဒီညာတဲ့ကြီးပါလား။ဒီညာမှတို့မရလို့ရှင်ဖြင့်ဒီလားမဖြတ်နိုင်ဘူး။ဆိုပြီးကလည်းဒီညာကိုခင်ဗျားတို့ကဖြတ်နည်းကိုပြတဲ့အခါမှာအိုးဖြစ်ပုံလည်းပြပြီမနေ့ကမှန်ပါပါဖြတ်နည်းကိုပြမယ်လို့ဆရာဘုန်းကြီးရဲ့တောင်းခံတဲ့ဥစ္စာဘုရားတောင်းခံတာဘုရားကပြတယ်နည်းကိုပြအဲ့ဒီဥစ္စာကိုလွယ်လွယ်နဲ့ကိုရမကြီးသိတာလားလို့မေးလို့ရှိရင်ဖြင့်ဥဒ္ဓမောင်တို့ဥမ္မာတင်တို့
လေးသိရှင်တဲ့ကဘာအသားလူအသွေးလူအယိုးလူပြီးတော့ဒီညာရလို့အဲ့ဒီညာနဲ့မှအိမ်ညိုးရိစ္ဆာသမုပ္ပါလာသိအဲ့ဒီညာနဲ့မှအိမ်ညိုးရိစ္ဆာသမုပ္ပါဖြတ်တတ်ခင်ဗျားတို့ဖြစ်တန်နေတာသိလည်းမသိဖြတ်ဆိုတာသာထားပါဦးဖြစ်တာမှမသိတော့ဖြစ်တာမှမသိတော့ဖြတ်ဖို့ရဆိုတာကဲကျွဲဒါဖြင့်ဘုန်းကြီးတွေမြတ်စွာဘုရားတရားကိုဘုဒ္ဓံပြောနေတယ်လို့ဒီလိုမယူပါနဲ့တန်တော်လို့တန်ဖို့ရပြောတာဘုန်းကြီးပြောတာနည်းတယ်လို့အောင်မယ်ရှင်းပြီကောင်းပြီဒါဖြင့်ဒကာဓမ္မဟောဒီခန္ဓာ၅ပါးဒါဒကာဓမ္မတွေတရားနဲ့နေတဲ့ခန္ဓာ၅ပါးအိမ်မှာနေတဲ့ခန္ဓာ၅ပါးဒီခန္ဓာကြီးကိုတဲ့ဒကာဓမ္မတွေဒီကားလို့ဆိုလို့ရှိရင်ခလုံးမရှိစူးမညီဘူးအမှန်ရေးကြည့်ကြသူကြမ်းပါလို့ချမ်းသာလို့ပေါ့ဒါနဲ့တဲ့ဒီခန္ဓာအကြောင်းရင်းခံပြီးတဲ့ကတည်းကဒကာဓမ္မတွေဒီခန္ဓာထဲမှာလဲသူကြမ်းပါကိုသူချမ်းသာဖို့ဆိုတော့သူထက်ဒုက္ခဝေဒနာပေါ်ဖို့သူချမ်းသာဖို့ဆိုတော့ဒုက္ခဝေဒနာပေါ်ဖို့သူမဆင်းရဲဖို့ဆိုတော့သူထဲမှာရှိတဲ့ဒုက္ခဝေဒနာကိုဘယ်တော့မှမဖြစ်ဘူးဒါဖြင့်ဒီခန္ဓာကြီးကဝေဒနာခန္ဓာရိပ်မိကြဒီခန္ဓာကြီးကအဲ့ဒါကြောင့်ဒီခန္ဓာကြီးကိုခလုံးမတိသိုးမကြီးအောင်ကောင်းတာကျွေးပြီးဒီကလာကောင်းတာဝုတ်ပြီးဒီကလာကောင်းတာကိုသူ့ကိုကျွေးစေခြင်းနဲ့သူ့ကိုနည်းနည်းမှဆင်းရဲတာမကြိုက်တဲ့ဒုက္ခဝေဒနာမကြိုက်ဒုက္ခဝေဒနာကြီးပွားရဲ့အလိုရှိတာနဲ့တဲ့ဒကာဓမ္မတို့ဒုက္ခမှုတဏှာပေါ်လာဒါပြန်ဝေဒနာပရိစ္ဆတဏှာပေါ်လာဒီတဏှာဘယ်ကလာတာပါလဲကဲဝေဒနာရလာတယ်ဆိုတော့လည်းရှင်းပါပြီသူတို့ပြောတော့ဝေဒနာသူကြီးနေတာမဟုတ်တော့ခန္ဓာကလာတယ်ပေါ်ကြဝေဒနာပရိစ္ဆဩဒါကြပြောတဲ့တဏှာဒီခန္ဓာကိုဘုရားစုကူတလုံးဖြစ်ပြီးတဲ့ကာလပြုကျင်စုကျင်တဲ့တဏှာပဲဘာလို့တော့ပါလဲခန္ဓာပြုကျင်စုကျင်တဲ့တဏှာခဏရိမ်မှာဆိုပါမျိုးမျိုးထားတာလဲဘ ᱹ အတွက်တုံးကုရိကအစသူတို့မျိုးမျိုးပုံပုံတတ်တရရှိအောင်အလွယ်တကူနဲ့အနာဆိုအစောမရှိအောင်သူဆေးတွေဘာတွေနဲ့ထားပြုတ်ပြီးလုံးကြတာလဲဘယ်လိုဆင်းရဲမှာဆိုခန္ဓာဘယ်လောက်ခင်လဲဆိုတာဟုတ်ပါဘူးဒါကြောင့်ဘုန်းကြီးရှင်းရှင်းမပြောပါနဲ့ဘုရားကြတာခင်ဗျားတို့ဥက္ကမရေတတ်ပဲတော့ခင်ဗျားတို့ခန္ဓာကိုယ်ဘယ်နေ့များရေမတတ်ပဲလည်းနေရှိတော့မရှိပါဘူးဒီနေ့ကလားဘုရားကြီးညိုတော့ဒီကချင်းရင်းနေပြီအမလေးဘုရားကြတယ်ဘယ်လားတခုလားတဲ့စလုံးသတ်ပဲဗလားတရက်ထဲသတ်ပဲဒါတော့ဆောရရှင်လေးဒီနေ့လားအဲ့ဒါရင်ခရတဲ့ကြီးညိုသေးတယ်ဆိုတော့ပေါ်လာအဲ့ဒါခရတဲ့ကြီးညိုတာခန္ဓာရတာအခင်းမွန်တာဒါပြန်ဝေဒနာပရိစ္ဆာတဏှာပေါ်ကြပါတယ်ဒီအကြဒီတဏှာဘယ်ကလာပါလဲခန္ဓာကလာတာဆိုတာဖြင့်တကယ်ကျော်မငြင်းမှန်နဲ့တော့ငြင်းမလို့သေးလားဒါဖြင့်ဝေဒနာပရိစ္ဆာတဏှာသူ့ကိုခင်တဲ့တဏှာကြောင့်တကယ်ဓမ္မတွေမှာမအားမလားရှာရတဲ့ပရိယေတနာဒါဖြင့်တဏှာပရိစ္ဆာပရိယေတနာလာပြီတခါကြတယ်တခါကျော်လည်းကြီးပါလေမှလည်းဥပမာမကြီးပါပရိယေနာကိစ္စတဲကြီးပါဘာလို့လုံးပြောနေပြောပါအလုပ်လျှော့တာလားကြီးတဲ့အကြောင်းမှပြောတာလားဟုတ်ကဲ့ကြီးတဲ့ngườiများများတဲ့ရင်းလို့ရှိရင်တော်သေးတယ်လို့ဆိုရင်သေးလားဘဟုတ်ပါလားအတော့ကိုသိုးနေတာဗျတဏှာကိစ္စပရိယေနာအဲ့ဒါနဲ့ရှားကြနော်ဒါဖြင့်တဏှာကလည်းတဏှာပဲရှားတယ်လည်းတဏှာနာမည်ကပြောင်းလိုက်နာမည်ပြောင်းလိုက်တာပရိယေတနာဆိုတာဘာပါလဲဒါဖြင့်တဏှာပရိစ္ဆာပရိယေတနာပရိယေတနာပရိစ္ဆာလာတော့အရှားကောင်းတော့လေထိုက်တယ်တော့ဗျာရတဲ့တဏှာဖြစ်တာပဲရတာကဖြစ်ပါအားလုံးဓမ္မတွေဥစ္စာမမေ့ပါနဲ့
ရပြီနဲ့တကယ်နဲ့ထဲတဲ့တကယ်ကြွေဝိမိတ်ဆရာသုံးဖြတ်ချက်ချရတဲ့ပစ္စည်းကိုဘယ်လိုပါလဲသုံးဖြတ်ချက်ချပါတယ်ဒကာဓမ္မတွေရတဲ့ပစ္စည်းဘာလို့ပါလဲရတဲ့ပစ္စည်းသုံးဖြတ်ချက်ချဟောတာသားဖို့ဟောတာကသမီးဖို့ဟောတာကငါဖို့မှန်ပါပါဟောတာဒီကတော့ဥဇာမင်းသားမှန်ပါပါရိပ်မိပါဗျာတန်ရထွက်ဖို့လို့ပါရလားမပါဘူးမပါဘူးစိတ်သက်ချက်တန်ရထွက်ရလားလို့ဆိုလို့မပါဘူးပါကြရလားသိရင်ထဲမှာလေအဲ့ဒါအိမ်မှာရှေးရခြင်းတွေရှိတော့သွားကြည့်တန်ရထွက်ဖို့လို့တလုံးမပါဘူးပါပါလားမပါဘူးဆိုတာသိကြပြီကိုယ်ကိုတနာတဲ့ကိစ္စမပါဘူးတကယ်ကြပါတယ်ဒီလေဒါကသားဖို့ဒါကသမီးဖို့ဒါကကိုဆိုတော့ကိုဒီကဏ္ဍကြီးကိုပြုဖို့ပါဒီကဏ္ဍကြီးဆွဲရရင်ရောက်ဖို့လို့ဒါလေးများတကယ်ကျေတော်မှာရဥသမံထဲရေးချက်သမဏောက်ကြဒါခန္ဓာကြီးဆွဲရရင်ရောက်ဖို့ဘာလို့ပြင်းနေထဲလိုက်ရင်ကမလူသားလူပေါ်နောက်တာလူပေါ်ရင်းပြီဗလားထဲမထဲမိဘူးဖျားမပြောပါနဲ့တော့သဘောကျဒါဖြင့်တကယ်မှဝိနည်းရှာဆိုတာကဝိတက်နဲ့ကြံပြီးဆုံးဖြတ်ချက်ချသဘောကျတယ်နော်ဒါဖြင့်တဏှာပရိစ္ဆပရိဝေဒနာပရိစ္ဆလာဘံပရိစ္ဆဟောဝိနည်းရှာရောက်ပြီတဲ့ဆုံးဖြတ်ချက်ချဆုံးဖြတ်ချက်တော့အပုံမျိုးပုံလိုက်ဒါကအိမ်ဆောက်ဖို့ဒါကတိုက်တယ်ဖို့ဒါကကားဝယ်ဖို့ဒါကသာသမီလေးများစိန်ရွှေမြတ်တော်လောင်ဖြစ်ဖို့ဝိနည်းရှာချပြီမှန်ပါပါသဘောကျဝိရိယံပရိစ္ဆာတဲ့သံဃာယာကိုသံဃာယာကိုဆိုတာဒကာဓမ္မတွေတခြားမဟုတ်ပါဘူးတဲ့ဒီဥစ္စာသံဃာယာကဆိုတဲ့ဥစ္စာကဒီဥစ္စာတဏှာလေးနုလူလာတယ်တဏှာနုလူလာတဏှာနုလူကတခြားမဟုတ်ဘူးတဲ့ဒီရှိဒီနေဆိုလို့ရှိရင်ဖြင့်မဆိုးလာဘူးတဲ့ကိုကြမင်းသားလေးတပုံပုံနေတဲ့သားလေးတွေသမီးလေးတွေလူချင်းတူတူအိမ်ရတိုက်တာလေးတွေလူချင်းတူတူရှိသွားပြီဆိုပြီးကြတာရှိတာလေးပါရနေတဲ့တဏှာဆုံးပြပြီးမှပါရတဲ့တဏှာရှင်းမလားဒါကဝိနည်းဆံကိစ္စဆံရရတပည့်ကြဆံရရကံကိစ္စဣသောတာနာဆိုတာကတခြားမဟုတ်ဘူးသူ့တည်းကြည့်တဲ့လောကသူတို့ကြည့်တဲ့လောကကတော့တို့လူကြီးတွေကသူတို့ကကားတွေမိတယ်သူတို့ကတော့ကျကျုံရဆုံးမနဲ့သွားကြတယ်တို့ကတော့ဒါကားလည်းမပြနဲ့သမီးလည်းမပြနဲ့ဒီကတော့တက်ဒိုးဖို့လုံးမှာပဲဆိုရင်ဒိုးဖို့မှာသိဆွဲသွားတယ်မဆွဲဘူးလားသမီးကအချိုးမကြပြန်လဲခိုးထုတ်တော့ဘာအချိုးမကြပြန်ရှိရောမရှိဘူးလားရှိတာပဲဆိုတော့ဒါဒီပုံတော့ဖြင့်ခနဲ့ကြံတဲ့သူတို့ဟာတော့သူတို့ယူသွားကိစ္စမရှိဘူးမှန်ပါပါတို့ပုံထားတာတော့ဖြင့်အဲ့ဒါတော့သားမသိသေးနဲ့သမီးလည်းမသိသေးနဲ့မင်းနဲ့ငါပဲသိပြီကြီးရင်းပြီအမလေးတော့ကြီးပါလားဒီအရဒီတော့ရှိသေးလားရှိရတယ်မရှိခက်ကုန်မှာပေါ့ရင်းပြီဒါသာသမီးနဲ့ရန်တိုက်တဲ့တရားတွေလည်းအောက်မမြင်တော့မဟုတ်ပါဘူးဒီဥစ္စာခမားရဲ့စိတ်ထဲမှာဒီအရလာတာပြောပါသဘောကျသံဃာယာကံပရိစ္ဆဣဇောတနာပရိစ္ဆပရိခောဒါဒုနာမနဲ့ထားကလေးရဲ့နာမမပါရင်နဲ့တော့ကြအမွေစံကျင်းနဲ့ပရိကံတောင်းခက်တယ်ရိပ်ပြီကလားအတော့မဆိုးဘူးလားကဲရတယ်နဲ့ဓမ္မတို့ဣဇောတနာဆိုတာဒီဟာတော့ဖြင့်ဟေးဘယ်အယောင်းဝယ်တယ်နည်းနည်းမှမထိနဲ့မှန်ပါဗျာသဘောကျဒီလိုမလားဘူးလားဒါဖြင့်ဒကာဓမ္မမိတ်လည်းသွားကြမှာဆိုရနော်တဏှာပရိစ္ဆပရိယေဒနာပရိစ္ဆလာတော့လိုက်ရတယ်ရှာလို့ရလာဘံပရိစ္ဆဝိနည်းလျှောဝိနည်းလျှသုံးရချပြန်ဝိနည်းဆံလေးကသံဃာယာတော့တော်တော်လေးပါရတယ်သံဃာယာကံဣဇောကာနာပရိစ္ဆပရိခောဒါကဥဇမင်းကသိသိပြီသဘောကျပရိက္ခံပရိစ္ဆမစ္စရိယ
အေးဒါတော့ဖြင့်သားလည်းစိတ်မချဘူးသမီးလည်းစိတ်မချဘူးဆွေမျိုးလည်းစိတ်မချဘူးမသိရပါလားမလားဘူးလားဒကာဓမ္မတွေဒါသူများဖြစ်စဉ်ကကိုယ်အိမ်ကင်းဖြစ်စဉ်သဘောကျပြီနော်မရှိရန်ပြိဿာကဲကွာဒီကန်းတော့ဒီအိမ်တော့လုံအောင်လုံးမှာပဲဆိုပြီးကာလဒကာဓမ္မတွေသံဃာတွေတအသာဒကာတွေတမလာကြဘူးဖတ်ပါလို့လည်းဆိုလုံကြုံအောင်လုပ်တာဗျာရှင်းမလားပရိယာပြိဿမစ္စရိယပြိဿအားရခေါ်တယ်ဒကာတွေဆောင်းလျှောက်တော့တနေ့တနေ့ကောကောကြည့်တယ်ဒီနေရာလေးလက်ရချီရပြက်မပြက်မဆောင်းလျှောက်ပါဘူးဆောင်းလျှောက်ပါတယ်ဒီဆိုဖရားတဲ့အချိန်မှန်ပြီနော်ဘုရားဖြည်းဖြည်းမှစိတ်ကမဒါစိတ်တော့ကြည့်ဦးမယ်ရိပ်ပြီလားအမှန်မဆိုးပါဘူးလားတရားဓမ္မတို့တဲ့တရားတွေလုံးအောင်လို့အဲ့ဒီလိုလုပ်ပြီးတော့မှတရားဓမ္မတွေသံဃာနဲ့ဘာတွေလာဆုံးလို့မေးတဲ့အခါကျတော့ဟိုတဲ့ဘူးကိုယ်ပြေတော့ပါပြီတဏှာနဲ့တဏှာရနေစရတာကိုယ်ပြေတော့ဘုရားငါကိုယ်ပြေဟောမယ်ဘူးတရားဓမ္မတွေတဏှာပရိစ္ဆပရိယေတပရိယေတနာပရိစ္ဆလာဘံပရိစ္ဆဝိနည်းရှိရောခဏလေးနားဝင်ကြတရားဓမ္မတွေမစ္စရိယလာပါပြီမစ္စရိယလာတဲ့အတွက်ပုံမူပြီးဒီကလာတရားတွေဘာတွေလုံးညုံဖို့တရားတွေအဆုံးချက်ပြီးဒုက္ခလည်းနဲ့အစရှိသေးတယ်အလုံးစုံကိုဥမာရင်တို့တမောင်တို့လိုက်ရှင်ယူတော့တာဘယ်နဲ့ကြောင့်ဒီကားလည်းနဲ့ဒီလိုက်ရှင်တွေဘာတွေယူပြီးဒီကလာအစိုးရစီထိုးရတာထိုးပေးရတာပေးပြီးဒါတွေလောက်ပါလိမ့်မလို့မဲတဲ့ခါကျတော့စောင့်ရှောက်ဖို့တပတ်ကြဘယ်နဲ့ကြောင့်ခင်ဗျားတို့ကတော့စောင့်ရှောက်ရတာလဲဆိုတော့မစ္စရိယရှိတယ်ဘာမှပြန်လဲဘယ်နဲ့ကြောင့်စောင့်ရှောက်ကြလဲဘောကြမစ္စရိယကြောင့်စောင့်ရှောက်သူများမြန်မာဆိုတော့သူများရတော့မှဆိုတယ်ဒါမစ္စရိယကြောင့်ပေါ့ဗျဒီမစ္စရိယကဘယ်ရလာတော့လို့မေးဖို့မလိုဘူးလားဒီမစ္စရိယဒီဘက်ကလာမှာပဲဒါနဲ့တဏှာပရိစ္ဆပရိဒနာပရိဒနာမစ္ဆလာဘောလာဘောပရိစ္ဆဝိနည်းဝိနည်းဆန္ဒရဆန္ဒရမစ္ဆဣဇောတနာမစ္ဆပရိခောမြုပ်ထားတဲ့အိမ်မာမိကနေလည်းထည့်ထားတဲ့သိသိမှုကြောင့်မစ္စရိယလားသိသိမှုကြောင့်ရှင်းပြီနော်ဒါမေဒီဘက်ကဒုက္ခတွေဆောင်တာဒီဘယ်နဲ့ကြောင့်လဲဆိုတော့စောင့်ရှောက်ဖို့ဘယ်နဲ့ကြောင့်စောင့်ရှောက်ခြင်းလဲဆိုတော့သူများမြန်မာဆိုသူများရမှာဆိုတဲ့မစ္စရိယကြောင့်တပည့်ကြဒီမစ္စရိယကဘယ်ရလာတော့လို့မဲတဲ့အခါကျတော့သိသိထားတဲ့ပစ္စည်းကြောင့်အကျိုးကြောင့်ဆက်ကြလားသိသိထားတဲ့ပစ္စည်းကြောင့်တော့ဒီသိသိထားတဲ့ပစ္စည်းဒီဒါကတော့သိသိမှုတဏှာဒိဋ္ဌိကြောင့်သိသိမှုတဏှာဒိဋ္ဌိကအလိုလိုလာတာလားလို့ပြောဖို့မလိုဘူးဟောဒီဘက်ကကြောက်လားရင်းနေလားဒါကပရိလောမပြန်လာဒါဆိုတော့တဏှာပရိစ္ဆပရိဒနာပရိဒနာပရိစ္ဆလာဘောလာဘံပရိစ္ဆဝိနည်းဝိနည်းပရိစ္ဆသံဃာရတာသံဃာရပရိစ္ဆဣဇောတအလွန်နဲ့တဲ့လို့တရားဓမ္မတို့ဖြစ်ရတာလေဒီအလွန်နဲ့တဲ့ဘယ်ရလာတယ်ဆိုတော့သံမြင်ရနှက်တဲ့မှုကကြီးလာလို့ဒါရအလွန်နဲ့တဲ့စိတ်ဒီဘယ်ရလာတာလဲသံမြင်ရနှက်တဲ့မှုကြောင့်ဘောကဘာနဲ့ကြောင့်ဒီသံမြင်ရနှက်တဲ့မှုလောဘတဏှာလာပါလိမ့်မလို့မေးတဲ့အခါကြလို့ရှိရင်ဘယ်နဲ့ဖြစ်ကြလဲဒီခါကြောင့်ဆိုတော့အဲ့ဒါဒီကလည်းတဏှာပရိစ္ဆပရိဒနာပရိစ္ဆလာဘောပရိစ္ဆဝိနည်းရှိရောဝိနည်းဆက်ချပြီးလို့ရှာကိုယ့်ဟာသူ့ဟာတွေခွဲပြီးလို့လာရပါတယ်ဆိုတာသဘောကျကောင်းပြီတော့ပရိယောမလာတာနော်ဒါမနေ့ကလည်းမတူဘူးလို့မှတ်ပါကဲတော့ဒီဥစ္စာဒီဝိနည်းဆက်ရဘယ်လာတယ်ဆိုရလို့ရတယ်တဏှာလားရတာဘယ်နဲ့ကြောင့်ရရတယ်လို့မဲတဲ့ရှာလို့သဘောကျဘယ်နဲ့ကြောင့်ဒီရှာတဲ့ဥစ္စာပေါ်လာတာရှာတဲ့တဏှာတွေကြီးပေါ်လာတာလေလို့မဲတော့မှတရားဓမ္မတွေလောဘကြောင့်လောဘတဏှာကြောင့်ဒီကမှာပေါ်လာတာလေလို့ဝေဒနာကြောင့်ပေါ်ကြဒီတဏှာပဲအိမ်ကြတယ်ဒီကနေကြံထောက်ကြည့်လို့ရှိရင်ဒီဝေဒနာကိုပြန်ရမရောက်ဘူးလားဒါကြောင့်ဝေဒနာခန္ဓာကြောင့်ဖြစ်ရတာရှင်းမလားဒါဖြင့်ဒီဘက်ကပြိအိမ်တွင်းပြိဿသမုပ္ပါဒ်တရားဒကာဓမ္မဥမာရဏဥဒ္ဓမောင်တို့ဒကာကျွေတို့
ဘယ်ကလာတာတော့တဲ့ဒုက္ခကြိုင်နေကြအောင်လမ်းဆုံးသွားတယ်ဆိုတာဘယ်ကလာတာတော့ဆိုတော့ဒီခန္ဓာလေးပြပေါ်ကြဘုရုတွေ့ပါလေလက်တည်းအစင်းစင်ရှာလိုက်တဲ့အခါကျတော့ဘယ်မှာလမ်းဆုံးလို့ဒါတော့နွယ်ပြန်တယ်ကအဖျားကနှောက်လိုက်တဲ့အခါအရင်သွားတွေ့မတွေ့သေးဘူးလားကဲဒါပြန်လက်တည်းရှာလိုက်တဲ့ဒုက္ခဆောင်တာလည်းဒီခန္ဓာကြောင့်သဘောကျစောင့်ရှောက်ရတယ်လေဟောအခုဥဒ္ဒမင်းသာဆိုခက်ချီရဲ့ဒီလိုနဲ့စောင့်ရှောက်လာတယ်စောင့်ရှောက်တာပဲလားဆိုတော့မိတ်ဆွေရကြဒီမိတ်ဆွေရလည်းလာလို့ဆိုခံတာကြသဘောကျကောင်းပြီလားအလုံးနဲ့တက်တာလည်းဘုရားကြောင့်သာမင်းညနဲ့တက်တာဆုံးဖြတ်ချက်ချရတယ်သူ့အတွက်ကြည့်ကြသူ့အတွက်ကြည့်မကြဘူးလားဒါဖြင့်ဓမ္မတို့ရတာလေဘုရားအတွက်ရှားတယ်ဒီကနာလည်းပဲရတာဒါဖြင့်တရားဓမ္မဝေဒနာပြည့်စရာတဏှာဒီလာလည်းပဲတွေ့ရှင်းညဒါဖြင့်တရားဓမ္မဒီဝေဒနာကိုခန္ဓာဝေဒနာကိုခွဲလိုက်ခန္ဓာဝေဒနာခွဲလိုက်တရားကျခန္ဓာမှာဝေဒနာပဲပါရှိတော့မေးဒုက္ခဝေဒနာဥပ္ပခဝေဒနာသဘောကျဒုက္ခဝေဒနာဥပ္ပခဝေဒနာဆိုတာတော့သိချာမှတ်ပါချမ်းသာရတဲ့ဒုက္ခကိုယ်ရှင်စိတ်ရှင်ခြင်းကအလတ်စားကအဲဒီဝေဒနာသုံးပါးခင်ဗျားတို့ကဘယ်ဝေဒနာပေါ်လာလားတရားဓမ္မတွေကဖြစ်တဲ့ရှိပြီဘယ်ဝေဒနာပေါ်လာတာဘာလို့ဖြစ်တဲ့ရှိပြီလို့တော့ဖြစ်ပြရှုတာကပဲဖြစ်ပြရှုတာဖြစ်ပြရှုတာကမဲ့ဆိုတော့မဲ့ဒီဓမ္မသက်တယ်ဆိုတော့ပေါ်ခွင့်ရတယ်အဲဒါဓမ္မမရှိဘဲနဲ့ဘိဓိနာကိစ္စရောရတဲ့ကိစ္စတွေကိုဘယ်မှာမရှိရတဲ့ဒုက္ခတွေဆောင်းရတဲ့ကိစ္စတွေကိုဒါဖြင့်ဓမ္မလက်ပဲရှာတော့ခန္ဓာကပဲတွေ့လက်ပဲရှာတော့ငြိမ်နေကြလားဟောဒါဖြင့်ဒီခန္ဓာဒီဓမ္မတို့ဒီဘက်ဒုက္ခတွေပေးလိုက်တာအပေါ်ရောက်ပြီတောင်ဒုက္ခဆောင်ပြီးနောက်ဒုက္ခနဲ့တကိုင်းကြီးတော်မီယာရမှုတွေဖြစ်ပဲရောက်အမျိုးမျိုးသွားတော့ပါပေါ့ဗျာမသွားဘူးဘုရုအတွက်ပါလေဒါဖြင့်ခန္ဓာမှာလည်းဘေဒနာအတွက်တုံးနေတော့မထာရကျေသမဏုမာရင်တို့ဝေဒနာခန္ဓာချမ်းသာခြင်းဒုက္ခဝေဒနာအတွက်ဆင်းရဲမှာဆိုဒုက္ခဝေဒနာအတွက်ဟုတ်လားမျက်စိကကောင်းကြည့်နေတယ်ဗျနားရကောင်းနားထောင်နေတယ်ဗျဥပ္ပခဝေဒနာအတွက်ရင်းပြီလားဒါပြန်ဘုရုအတွက်ဒီခင်ဗျားတို့ဒီဘက်အကုသိုလ်ဒရဏကြီးဖြစ်ရဝေဒနာခန္ဓာတွေရှင်းမလားဒါကြောင့်ဝေဒနာပဲမျိုးရှိတယ်သုံးမျိုးပေါ်တိုင်းဘုန်းကြီးတို့တရားဓမ္မတွေကခန္ဓာကိုဖြစ်ဖြစ်ရှိပါခန္ဓာဝိပ္ပယ်ရှိလိုက်တော့ခန္ဓာကဝေဒနာခန္ဓာကဖြစ်ပြရှိတာကဟောသေတာကဟောဒီသမုဒိယသစ္စာသိဒီဘက်ဒုက္ခတွေတွေ့เสียရှိသေးလားဒါဖြင့်ဓမ္မတို့ဒီဒါဝေဒနာခန္ဓာကလာတာဖြစ်လေတော့ကြောင့်ဝေဒနာနုပဒနာလေဒီပရိစ္ဆေသမုပ္ပါအပေရောက်ပြတ်စေနိုင်တယ်ဆိုတာလည်းသဘောကျဒါရင်ဒုက္ခဝေဒနာလာပါလို့ဒုက္ခဝေဒနာလာခန္ဓာရချမ်းသာတာလေးလာလဲသင်္ခါမနေနဲ့ဖြစ်ဖြစ်ရှိနေဆင်းရဲတဲ့စိတ်ကလေးပေါ်လာအလားစားစိတ်ကလေးပေါ်လာပေါ်တဲ့စိတ်ဖြစ်ဖြစ်ရှိပါရှင်းမလားပေါ်တဲ့စိတ်ကဖြစ်ဖြစ်ရှိတာကမဲ့သေတာကသမုဒိယဒီဒုက္ခတွေအကုန်သိနေတာကနိရောဓသစ္စာဆိုတော့ဥမာရဏဥပ္ပမောနဲ့ညံ့ဖို့လိုလေဒါဘုရားခင်ကိုရမေကြီးဒီအစဉ်တိုင်းနဲ့ဟောတာရောင်းမှန်ပြန်ပြီးတဲ့ကာလဖြတ်နည်းကိုလည်းဟောပါဒါကြွယ်ရိပ်မိအစဉ်တိုင်းကအပြစ်ပြရောင်းမှန်ပြန်ဟောတာကဒီနေရာမဟုတ်ရင်ပြီးတာပဲကွာမင်းတို့ဘာမှအပေလေးကကြောက်နေနဲ့ဒီဟာလေးတနေ့တည်းတိမ်တော့ဖြစ်မှမသိဘူးတဲ့ဘိုးတော့ဘာမှမကြောက်ဒီမှမဝင်ပါတော့ကြောက်ပါရှင်းမလားဒါပြန်ဒီမှာကဘယ်လိုမှပေါ်မလို့ဆိုတော့ဒုက္ခဝေဒနာဖြစ်ဖြစ်တွေ့ရင်လည်းရှုတယ်မဝင်ပါဘူးဒုက္ခဝေဒနာဖြစ်ဖြစ်တွေ့ရင်လည်းဥပ္ပ
ခဝေဒနာဖြစ်တဲ့တွေ့ရင်လည်းဒါဖြင့်ဖြစ်တဲ့ကဘာသစ္စာရှုတာကဒီဘက်ကသေတာတွေကနောက်ကနာမလာတာသစ္စာလေးပါဟောတယ်ရိပ်မိကြကဲဒီနေ့ဒီရင်တော်